မြမြအောင်လေကုမူသားကြီးမျက်မှန်ကြီးတက်ကြည့်လေမျက်မှန်ကြီးကြည့်လေမျက်နှာရိုးရှေ့တို့ကုမူသားကြီးတဲ့ခေါင်းဝင်တော့မှကြည့်အောင်ပြီးရင်နားကြမှာမြေရိုးကြိုက်တယ်ဆိုပြီးတော့ပြောချင်ဘူးမျက်မှန်တက်ဝဲအခုဝဲအမလေးလူကမှအခုမှလုံနေဘယ်နည်းမှမရှိသေးဘူးထိုင်နေမှကျွန်တော်တမီးချိတ်ပြီးတော့ထိုင်လို့တက်တက်တော့ဂရုံးမလုံပုံနဲ့တော့အေးငါကလေးတွေအကုန်ပြေးတော့မှာပါအေးဂရုံးမအေးလောင်းဂရုံးမပြောချင်လုံးဝနဲ့တယောက်မှပဲလုံးနဲ့ချိုးမပြေဘူးဟာဂရုံးမရဲ့ညီအေးမြင်းသမျှတွေးသမျှတွေကိုရှောက်မပြောပါနဲ့ညီပါစက်ကြီးကိုထိန်းသမ်းမှာဟုတ်လေမကလေးတွေတမီးမဆာပြောပေးနေရလေပြောပေးနေညီပြောနေပုံစံအလုပ်ကိုမဟုတ်ဘူးညီပါစက်ပိတ်ထားခုငါဂိုတောင်နဲ့သွားမှာနော်မြင်းသမျှကိုရှောက်မပြောနဲ့နော်ပြီးရောလိုက်ခဲ့အေးကျုပ်အလုပ်ချင်ကာကြီးခါဝေးရင်းနေတာဂရုံးမတော့ဘာဖြစ်နေတာဒါသူရိတ်ခါရောဟမ်အဲ့ဒါရေးရတိရယ်ရေးတာတိတော့ညီဘာမှမပြောဘူးလားညီမစိတ်ကြဘာလုံနာတော့အမပဲတမီးကိုဘာမှမပြောနဲ့ဆိုလို့လေဘာမှမပြောဘူးတမီးမပြောဘူးသေဝင်းနေစော့တာမပြောဆက်မောင်ဆက်ရအမလေးဆိုင်ရောင်းတဲ့သေဝင်းတွေကိုထိုင်စော့နေတာဂရုံးမမျက်စိရှေ့ကိုဒီကလေးဒီသေဝင်းတွေစော့နေဘာမှမပြောဘူးလားစိတ်လျှော်လေးအမပဲဘာမှမပြောနဲ့ဆိုတမီးဘာမှမပြောဘူးမစိတ်လျှော်ဝန်ထမ်းတွေမမြဲပဲနေလိမ့်မယ်လေမအဲ့လိုမအော်ရဘူးညီတို့ငါဘာမြင်မပြောနဲ့ဆိုတာညီခါတိုင်းပြောနေတာလေလုံးနေတဲ့လူတွေလည်းတမလင်ချိတ်ရင်တမလင်ချိတ်လို့မျက်မှန်မတက်ရင်မျက်မှန်မတက်လို့ညီရဲ့လို့အကြောင်းချတာကိုမပြောနဲ့လို့ပြောတာဒီဆိုင်ရပစ္စည်းတွေရှောက်စော်နေတာဟိုမှာစားတင်တယ်လို့စားရင်းနေတာဘောက်တော့ထိုင်ကြည့်ဖို့မဟုတ်ဘူးသွားပါစက်ကိုတေးချဟိုအတော့မသမီးကိုပြောဝင်ပေးရတဲ့အကုန်လုံးပြောမှာပေါ့ A few moments later တော်တယ်ဒီကနေ့ဖွင့်ကုန်မယ်ကိုလည်းတောင်းမလုံးထားရတယ်ဆောက်ခွင့်ဈေးဝယ်ပေးမဟောက်ထွေးနေလို့လားခုံရှိရတယ်ခုံနဲ့ထိုင်လေခုံမပေးထိုင်တယ်ပြီးရင်ဟိုကပြောဒီကပြောနေဟိုနာကားသမားတွေကားဝယ်ဘယ်လိုလုပ်နေမှမသိဘူးကြည့်အောင်